အတ္တတမ္မာပဏိတိကိုကောင်းအောင်ထားကိုကောင်းအောင်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုရင်ကို့မှာ၅ပါးသီလမပြည့်စုံသေးဘူးဆိုရင်ပြည့်စုံအောင်လေ့ကျင့်မယ်တရားစွမ်းအားတွေနည်းနေသေးတယ်ဆိုရင်တရားစွမ်းအားတွေပြည့်အောင်လုပ်မယ်ကိုချင်းတရားတွေအားပြော့နေအားကောင်းလာအောင်လုပ်မယ်ဘာသာတရားနဲ့ပတ်သက်ပြီးဘ ਹੁ တုတ္တတွေနည်းနေမယ်ဆိုလို့ရှိရင်ဘ ਹੁ တုတ္တစီးပူးရမယ်ကိုယ့်ရဲ့ဒီအများအကျိုးဆောင်ရွက်မှုတွေအားပြော့နေသေးတယ်ဆိုလို့ရှိရင်လေကြိုးစားအားထုတ်ကြရမယ်မကောင်းတဲ့စိတ်ထားတွေကိုတွန်းလှန်ဖယ်ရှားဖို့ကောင်းတဲ့တရားတွေကိုကြိုးစားအားထုတ်ဖို့ဆိုတဲ့ဝိရိယတရားတွေလျော့ပါနေသေးတယ်ဆိုလို့ရှိရင်လေတိုးအောင်လုပ်တယ်အသိပညာတွေနည်းပါးနေသေးတယ်ဆိုရင်လည်းရအောင်လုပ်တယ်အဲ့ဒါဟာအတ္တတမ္မာပဏိတိပဲကိုကောင်းအောင်ထားတယ်ဆိုတာကိုအဆင့်မြင့်လာအောင်ကြိုးစားအထောက်ထားပါပဲ